2026 ခုနှစ်ဧပြီလ30ရက်နေ့အတွက်ရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီးရေးသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါရယ်စစ်ကော်မရှင်တပ်ကဧပြီလ30ရက်နေ့မှာလူသားချင်းစာနာထောက်ထားငဲ့ညာအလေးထားပေးတဲ့အနေနဲ့လို့ဆိုပြီးအချုပ်ထောင်အသီးသီးမှာပြစ်ဒဏ်ကြခံထားရတဲ့နိုင်ငံသားအကျဉ်းသူ17ယောက်ကိုပြစ်ဒဏ်လွန်ငင်းခွင့်နဲ့ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ဆိုပြီးမင်းအောင်လှိုင်ကထုတ်ပြန်ထားပါတယ်မြဝတီမြို့အတွင်းလက်နက်ကင်ဆောင်သွားလာမှုနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ကကန့်သတ်ချက်တွေထုတ်ပြန်လိုက်ပြီးနောက်နယ်မြေကန်ကရင်လက်နက်ကင်အဖွဲ့အချို့နဲ့စစ်ကော်မရှင်အကြားဆက်ဆံရေးတင်းမာမှုတွေဖြစ်ပေါ်နေတယ်လို့ကရင်စီရေးသတင်းရင်းမြစ်ကသိရပါတယ်။ချင်းပြည်နယ်ကံပတ်လက်မြို့နဲ့ကျင်ထွေးမြို့တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေတိုက်ခိုက်ခဲ့တာမှာတေဆုံးသူပြည်သူအရေအတွက်9ဦးထိရှိပြီလို့ချင်းပြည်သူတပ်မတော်ကသတင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းUWSA နဲ့ MNDAA ထိန်းချုပ်ထားတဲ့နေရာတွေမှာမြေရှာရွှေနဲ့တပ်ထုအစင်ကျင်မဲ့တိုးဖော်မှုတွေကြောင့်အာရှရဲ့အရှေ့လျားဆုံးသဘာဝတန်လွင်မြေကြီးညဉ့်ညမ်းနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကသိရပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာပြည်ပကိုထွက်ခွာမဲ့ခရီးသည်တွေထံက VIP Pass အမိခံပြီးလမ်းကြောင်းရှင်းကားအဖြစ်တအူးကိုကျပ်သိန်း100ထိအစမတန်တောင်းခံကဌာနဆိုင်ရာဘောင်းဆောင်ကစနစ်တကျအဂတိလိုက်စားမှုတွေပြုလုပ်နေတယ်လို့ပြည်ပကိုထွက်ခွာခွင့်ရဖို့စူးစမ်းလှုပ်ဆောင်ခဲ့သူတွေထံကတဆင့်သိရပါတယ်။မကွေးတိုင်းမြိုင်မြို့ပေါ်ကစစ်တပ်ဂိတ်နဲ့ကဏီပြူစောတိဂိတ်စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကော်မရှင်စစ်သားတွေထိခိုက်ဒေဆုံးမှုရှိကကင်းထောက်ဒရုန်းတစ်စီးနဲ့ခရမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူတဦးထံကသိရပါတယ်။တော်လိုင်းတပ်ဖွဲ့အချင်းချင်းပုတ်တိုက်မှုတွေဖြစ်လာတာကိုအချိန်မီပြင်ဆင်ဖို့နဲ့ဘုံရန်သူစစ်အာဏာရှင်ကိုမမေ့ဖို့ကရန်အမျိုးသားတပ်မတော်ကရန် National Army KNA ဥက္ကဋ္ဌခွန်ဘဟန်ထံကထုတ်ဖော်ပြောဆိုထားပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်အင်ပင်ကျေးရွာအနီးမှာစစ်ကြောင်းတွေကထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သားတအုပ်ကိုလက်နက်နဲ့အတူဖမ်းမိခဲ့တယ်လို့ဒေါင်းကြီးနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။မွန်ပြည်နယ်ရေးမြို့မှာရှိတဲ့စစ်ကော်မရှင်ရဲ့အမှတ်19စစ်စင်ရေးကွပ်ကဲမှုဌာနချုပ်လက်နက်ခဲယမ်းတိုက်ကို PDF နဲ့ပူးပေါင်းအဖွဲ့တွေကဝင်ရောက်ဖောက်ခွဲခဲ့ရမှာလက်နက်ကြီးလက်နက်ငယ်200ခန့်နဲ့ခဲယမ်းမိကြောက်တွေလည်းပောက်ကွဲပျက်စီးခဲ့ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်4ဦးသေဆုံးခဲ့တယ်လို့ဒေတာရင်းစီရေးသတင်းမြစ်ကသိရပါတယ်။